အင်္ဂါသားကြီးများအားလုံးမင်္ဂလာပါဗျာအင်္ဂါသားကြီးများအတွက်16လ2025မှာ22ရက်6လ2025အထိအင်္ဂါသားကြီးများရဲ့ဘက်ဒါငွေကြေးချီအင်တော်ကြီးကျမ်းမာရေးကံကြမ္မာလေးကိုကျွန်တော်ကလီလိုမကက်ကလေးတွေနဲ့ကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အင်္ဂါသားကြီးများအတွက်ငွေကြေးကံလေးကနေစပြီးတော့ကြည့်ပေးပါမယ်မပြောခင်မှာကြည့်နေတဲ့သူတွေထဲမှာအင်္ဂါသားကြီးတွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အကောင့်လေးကို follow လေးလုပ်အသေးလေးပေး comment လေးရေးပြီး share သွားကြပါဦးခင်ဗျာအဲ့တော့ကျွန်တော်ငွေကြေးကံလေးကနေစပြီးတော့ကြည့်ပေးမယ်အင်္ဂါသားကြီးများအတွက်ကြာလာတဲ့ငွေကြေးနမိတ်ကဒီမှာခလေးမလေးဆိုတဲ့နမိတ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်တာမှာပူပင်စရာရှိတာတွေပါတယ်မပူပင်ရတော့ဘူးစိတ်ချမ်းသာစရာလေးတွေနဲ့ကြုံတွေ့လာနိုင်တယ်ပြီးတော့ငွေကလေးတွေကဒီလိုခလေးလေးတစ်ယောက်ကိုအကြောင်းပြုပြီးအဲ့လိုဝင်လာတတ်တဲ့တစ်ပတ်တာကာလဖြစ်တဲ့ထီကနန်းတွေပါလို့ရှင်နေဆိုလို့ရှိရင်လည်းခလေးလေးရှိမှာအဲ့လိုအတိတ်ကောက်ပြီးတော့မေးလို့ရတယ်ပေါ့နော်ပြီးတော့ငွေကြေးကံပုံမှုပြီးအဆင်ပြေစေဖို့အတွက်အရန်ကြိုက်ခဲနေတဲ့သူတွေမိမိရဲ့မွေးနံတောင်းအင်္ဂါနံတောင်းမှာတည်တည်သုံးမျိုးကိုကတ်လှူပြီးတော့ငွေကြေးကံကောင်းလာဖို့အတွက်ဆူတောင်းလို့ရပါတယ်ခင်ဗျာပြီးတော့အခြေရေးမှာတော့အနေငယ်ခက်ခဲမယ်အဆင်မပြေဖြစ်မယ်ပြီးရင်ဘယ်လိုပြောမလဲကိုကအခက်ခဲလေးတွေနဲ့ဒီတပတ်တာကာလမှာအခြေကရင်ဆိုင်ရမယ်ဆိုတဲ့နမိတ်ကလေးမြင်ရတယ်ပေါ့နော်အဲ့တော့ချစ်သူနဲ့ဘဝင်မကြတာရန်ဖြစ်တာစကားများတာဒါမျိုးလေးတွေကြုံလာနိုင်တဲ့အတွက်ကြောင့်မို့လို့အခြေကံလေးကတော့အနေငယ်ညံ့နေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တိတ်တော့စိတ်မပူပါနဲ့အဆုံးကြရင်တော့ပြန်အဆင်ပြေသွားမယ်ဆိုတဲ့နမိတ်လေးဖြစ်တဲ့ကြောင့်မလို့တိတ်စိတ်ပူပင်ရမရှိပါဘူးခင်ဗျာအဲ့တော့အခြေနဲ့ပတ်သက်ပြီးတော့ငွေကံအဲ့လိုအခြေနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုဆိုလို့ရှိရင်မိမိရဲ့မွေးနံတောင်းမှာရောင်တုံရက်ကိုတက်ဖိလှူပြီးတော့အခြေနဲ့ပတ်သက်ပြီးတော့စူတောင်းလို့ရပါတယ်အဲ့တော့အိမ်တော်ရေးပေါ့နော်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဗလာကာလမှာအင်္ဂါသားကြီးများကဂယုဆိုင်မဲ့တပတ်တာကာလဖြစ်တဲ့ခေါင်းတလားဆိုတဲ့နမိတ်ကမကောင်းပါဘူးအဲ့တော့ကံအလွန်ညံ့နေတယ်ကွဲတာပြဲတာပြီးတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကကျမ်းမိုင်ထိလိုက်တာဒါမျိုးလေးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့တတိထားမယ်တပတ်တာကာလဖြစ်တယ်အဲ့တော့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့အိမ်တော်ရေးမှာစိတ်ညစ်စရာလေးတွေကြုံလာနိုင်တဲ့အတွက်ကြောင့်မို့လို့မိမိရဲ့မွေးနေ့ပေါ့နော်အင်္ဂါနေ့မှာမက်ဆေ့ရှစ်စီပေါ်မှာဖျောင်းနိုင်ရှစ်တိုင်ထုံးပြီးတော့အိမ်တော်ရေးကံလေးကောင်းလာဖို့ဒါမျိုးလေးတွေဆူတောင်းပြီးတော့မိမိရဲ့အိမ်တော်ရေးကံလေးကောင်းလာပြုပြင်လို့ရပါတယ်ပြီးတော့ကျမ်းမိုင်ပေါ့နော်ကျမ်းမိုင်နဲ့ပတ်သက်ပြီးကြားလာနေတဲ့ကကြောက်စုအဲ့တော့တတိထားမှာအလေးပင်မှာတော့တတိထားမယ်ခါအောက်ပိုင်းဝေဒနာလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တတိထားမယ်တပတ်တာကာလဖြစ်တဲ့ရေများတဲ့နေရာကိုသွားတာကိုရှောင်ကျဉ်ရမယ်ပြီးတော့ကိုယ့်ရဲ့ယောဂဝေဒနာဟောင်းတွေရှိတယ်ဆိုလို့ရှိရင်လည်းတော်တော်နဲ့အဲ့လိုပြန်ပြီးတော့မတက်တာနိုင်သေးဘူးပေါ့နော်အဲ့တော့အဆင်မပြေနိုင်သေးပါဘူးကျမ်းမာရေးကတော့ဒီတစ်ပတ်တာကာလမှာညံ့နေတယ်လို့ပြောလို့ရတယ်အဲ့တော့ကျမ်းမာရေးကောင်းမှုမို့အတွက်တဲ့လောရမရေတွေကအနည်းရင်ပေါ့နော်အနည်းရင်တို့မို့စိုက်ကားတစ်ခုအနည်းရင်တစ်ခုခုနဲ့ဝယ်တဲ့ခောက်ဆွဲကြော်ကိုလမ်းခွေးကိုကျွေးလိုက်ပါပြီးရင်ကိုယ့်ရဲ့ကျမ်းမာရေးကောင်းလာဖို့အတွက်ဆူတောင်းပေးပါအဲ့တော့အင်္ဂါသားကြီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးကို follow လေးလုပ်အသေးလေးပေး comment လေးရေးပြီး share သွားဖို့လည်းမမေ့ပါနဲ့ဟုတ်ပြီးတော့ကျွန်တော်ည6 နာရီကနေပြီးတော့ည10 နာရီထိ online နေဟောကန်လေးပြန်ဖွင့်ထားပါတယ်အဲ့တော့တည်ကျင်တယ်ဆိုလို့ရှိရင်တဦးချင်းစီတည်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ chat box မှာလာပြီးတော့ဆက်သွယ်မြင်မြန်လို့ရပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ